โอเคရပြီကျွန်တော်ဥလေး level မြင့်လိုက်ပြီဆိုတော့နေကိုကျွန်တော်ပြမယ်နော်ကျွန်တော်ပြမယ်ဒီမှာဘေးနားကျွန်တော်တွေ sorry ကျွန်တော်ရထားရကောင်တွေရဲ့ဇာကိုမြင်လာကျွန်တော်ဒါဆိုရင်ကျွန်တော်900ဇာရမယ်ဘေးနားကျွန်တော်ယုံလေးဆိုရင်ကျွန်တော်20ဇာဟိုမှာယုံလေးကျွန်တော်20ဇာဒီခွေးလေးရတော့ကျွန်တော်9ဇာဆိုကျွန်တော်ယုံလေးကိုဖြုတ်လိုက်မယ်ဗျယုံလေးကတခုဆိုအဆင်ပြေပြီနော်ကျွန်တော်ခွေးလေးထည့်လိုက်မယ်ဒီခွေးလေးကတော့လှရဗျဘေးနားအနီတန်းလေးဆိုโอเคကြိုးသားမယ်ဆက်တက်မယ်โอเคကျွန်တော်တက်မယ်အမြင့်ကိုတက်မယ်โอเคတာကြီးရေကိုကဘလောက်တန်းရလဲ Oh my god ယောကိုကမြန်နေတော့ကျွန်တော်တွေ့လားဗလားတော့တွေ့လားဇာယူတွေ့လားပတ်သက်စုရဲ့ဇာကိုကြည့်ဟာရောင်ကြီးမြန်လိုက်တာရောင်90ကီကိုတန်းရောက်သွားတာလို့ Oh my god ကျွန်တော်တသိန်းလောက်ထိကျွန်တော်စုလိုက်မယ်ရ100ကီလောက်ထိကျွန်တော်စုလိုက်မယ်မြန်နေတိုက်100ကီရောင်အေးဆေးပဲရောင်100ကီဆိုကျွန်တော်တို့တွေโอเคကျွန်တော်ဆင်းလိုက်တော့မယ်နေကျွန်တော်တက်ကြိုးသားမယ်ကျွန်တော်ကောင်မောသေးဘူးတက်ကြိုးသားမယ်โอเคယောဖင်ကကောနေယောဘာကောင်မှမသိဘူးယောဖင်ကကောက်လိုက်တာကွာဟာယောကြိုးသားနေတာမြန်မာယော200ကပြည့်ပြီစေးတော့မယ်ကျွန်တော်စေးတော့မယ်200ကဆိုစေးပြီโอเคယောငတ်တောင်မှလေးလှလိုက်တာကွာယောโอเคပတ်စံ200ကဆိုတော့ကျွန်တော်ဥသွားထပ်ပေါက်မယ်โอเคဥသွားဖောက်မယ်ဘာကောင်ပေါက်မလဲမသိဘူးထပ်ဖောက်မယ်โอเคယောကဲကန်ဆန်းမယ်ကွာအုံဖွားကြီးလုံးမတက်ထဘာကောင်ပေါက်မလဲယောဘာကောင်လဲဒါကြီးရပါလေစီးလဲလားပါလေဒီကျွန်တော်မဖတ်တတ်ဘူးဗျခွေးလားကြောင်လားမသိဘူးဗျနောက်တစ်ခေါက်ထပ်ပေါက်မယ်နောက်တစ်ခေါက်ဘာကောင်ပေါက်ဦးမလဲအုံဝါရောင်အယောင်လှလေးပေးသမ်းပါကွာယော့ဦးလေးဘာကောင်ပေါက်မလဲဟာယောဒီကောင်ကြီးထပ်ပေါက်ပြန်ပြီ sorry နောက်တစ်ခေါက်ကျွန်တော်ချောင်းလေးနဲ့စိုးနေလို့ဗျနောက်တစ်ခေါက်โอเคယော့ဒီကောင်ကြီးပဲထပ်ပေါက်နေဗျနောက်တစ်ခေါက်ထပ်ပေါက်မယ်ဗျကြာလို့ယော့ကဲဈေးကြီးလေးရမယ်အကောင်လေးပေးဗျကျွန်တော်ယော်သန်းဟာဒီကောင်ကြီးဆိုတော့ကျွန်တော်โอเคတော်ပြီကျွန်တော်မှာပတ်စံတပြားမှမရှိတော့ကျွန်တော်ဒါဆိုရင်ကျွန်တော်တွားပြီးတော့ကျွန်တော်အကောင့်လဲလိုက်မယ်ကျွန်တော်ပြမယ်နော်ဒီမှာကျွန်တော်ဘတ်ရှိရကျွန်တော်ဘေးထဲမှာโอเคအဲ့အလေးကိုနှိပ်မယ်ပြီးတော့ကျွန်တော်ဇာဒီမှာဒီကောင်ဆိုကျွန်တော်ထောင်ကျော်ဝိုင်းပြထောင်ကျော်ဝိုင်းကျွန်တော်ယုံလေးကိုဖြုတ်လိုက်တော့မယ်ယုံလေးကိုဖြုတ်ပြီးကျွန်တော်ဒီကောင်လေးထည့်လိုက်မယ်โอเคကျွန်တော်နောက်ထပ်ဘာပေါက်ထားသေးဆိုโอเคဟိုက950ဆိုတော့ခွေးလေးပါထပ်ဖြုတ်လိုက်မယ်ဗျခွေးလေးခဏဖြုတ်လိုက်မယ်ဒီလေးခဏလေးကိုခဏလေးပဲကိုဂိုးချပြီးကိုဖမ်းကျင်လို့โอเคကျွန်တော်တက်တော့မယ်โอเคကျွန်တော်ဂိုးဘယ်လောက်ရမလဲမသိဘူးဗျကျွန်တော်တစ်ချက်လောက်ကြည့်ရအောင်โอเคတက်ပြီရောင်မြန်လိုက်တာကွာဂိုးတစ်ချက်ကြီးဟာရောင်မိုက်လိုက်တာငါသားရရောင်ရေလှလိုက်တာရောင်ကြီးလှလိုက်တာကွာရောင်လှလိုက်တာကွာလှလိုက်တာဟာမိုက်လိုက်တာငါသားရရောအဲ့လိုဆွဲရတာလို့အေးပါကွာ300ကီကိုတန်းကြော်သွားပြီโอเคကျွန်တော်1MT 10သိန်းထိကျွန်တော်စုကြည့်လိုက်မယ်โอเคကြိုးစားမယ်10သိန်းထိကျွန်တော်စုလိုက်မယ်တထ10သိန်းအောင်မမောနေဘူးငါကောင်ကြီးမမောနေဘူးနော်ကျွန်တော်ကောင်မောနေချင်တယ်ချီးတော့နေသွားနေရကြီးကတိုက်မမောသေးဘူးမလားတိုက်မမောသေးဘူးတယ်ကျွန်တော်ကောင်မမောသေးဘူးရဲ့ကြားရကိုကြီးမမောသေးဘူးတဲ့โอเคမောသေးရရတိုက်စကြိုးစားမယ်ကိုကျွန်တော်10သိန်းဆိုရင်ကျွန်တော်အတောင်မှလေးပါသွားမြင်လိုက်မယ်ဗျာနော် level မြင်လိုက်မယ် level မြင်မှကျွန်တော်ကြိုးစားမယ်โอเค10သိန်းပြီးတော့မယ်โอเค10သိန်းပြီးတော့မယ်ဒါပဲခုံချလိုက်ပြီဗျာယော့ရောင်ရေ10သိန်းဒါပဲ 1M ပြေးသွားပြီ 1M ဆိုကျွန်တော်အတောင်မှန်ကြီးသွားမြင်မယ်အတောင်မှန်ကြီးကျွန်တော်သွားဝယ်မယ် level လေး brother ကျွန်တော်အတောင်မှန်လေးဝယ်ချင်လို့ပါโอเคကြီးကန်းတောင်မှန်ကျွန်တော်မြင်လိုက်ပြီဒါပေမဲ့ကျွန်တော်မကြိုက်သေးဘူးနောက်တစ်ပြောင်โอเคဒီအောင်โอเคရပြီကျွန်တော်ဒီကောင်လေးနဲ့ပဲကျွန်တော်လိုက်တယ်ဗျာတိလားတော်တော်လေးလာသွားပြီဗျာကျွန်တော်အယောင်ဆင်းလေးရဆိုပြီးတော့ကျွန်တော်ဦးလေးသွားဖောက်အောင်မယ်ဦးလေး4-50ဦးလောက်ကျွန်တော်ဖောက်လိုက်မယ်ဘာကောင်ရမလဲမသိဘူးကျွန်တော်အယောင်လေးရမလားမသိဘူးအိုးပေါက်ပြီးသားကောင်မပေါက်လားဒီကောင်ကြီးပဲလာပေါက်နေမျိုးလုံးတစ်လုံးနဲ့ကောင်ကွာအများကြီးတဲ့ကိုကျွန်တော်ဘာကောဒီကောင်ကြီးပဲလာပေါက်နေလည်းမရှိဘူးကဲထပ်ပေါက်မယ်โอเคရော့โอเคဘာကောင်ဖြစ်မလဲယော်သန်းကွာဟာရောစောက်ခွက်ကိုလည်းကြည်အောင်လို့ရုပ်ဆိုးလိုက်တာကွာချစ်စရာကောင်းတဲ့ကောင်လေးပေါက်ပါလို့ရော့ကွာနောက်တစ်ချိန်ထပ်ပေါက်မယ်ကွာရော့ဖောက်ပြီဘာကောင်ဖြစ်မလဲโอเคအိုးဘွားရောဒါလေးကမစိုးပါဒါကြီးလှရကျွန်တော်တော်ပြီဗျကျွန်တော်သွားဖောက်တော့မယ်သွားတက်တော့မယ်အပေါ်โอเคမဖောက်တိုက်မဖောက်တော့
โอเคနေကိုကျွန်တော်ဘတ်ထဲကိုရင်ဝင်လာအောင်မယ်အကောင်နည်းနည်းလူလေးပါလေးတော့ချိန်လိုက်အောင်မယ်โอเคဒီကောင်က၄စားဆိုတော့ဟို4000စားဆိုတော့ကျွန်တော်ဒီကောင်လေးတူလောက်တော့ဖြုတ်လိုက်မယ်ဗျာโอเคရော့အမဒီကောင်ကြီးတက်လိုက်ရင်တော့ကျွန်တော်တော်တော်လှသွားပြီဗျာအယောင်စင်းလေးရโอเค oh my god အလဲကောင်မှာအနီကောင်လေးတော့ပါတက်ပြီကျွန်တော်တက်ပြီအိုးရောင်မြန်လိုက်တော့ကွာအယောင်ရောင်ကြီးတော်တော်မြန်တာဗျာဘာဖြစ်ကျွန်တော်ကြီး 1M တန်းပြီးပြေသွားတာပဲဖြစ်ပါတယ်ကျွန်တော်ထက်ကျိုးရမယ်ကျွန်တော်ထက်ကျိုးရမယ်ရောကောင်နည်းနည်းကြော်နေဗျာကျွန်တော် 2M ကိုကျွန်တော်တက်လိုက်မယ်ဗျာနော်ကျွန်တော်အမြင့်ဆုံးထိကျွန်တော်အမြင့်ဆုံးထိတက်မှာပါဒါပေမဲ့ကျွန်တော်တိတ်တော့မရောက်သေးဘူးဗျာကျွန်တော်အမြင့်ဆုံးထိဆိုတော့ကကျွန်တော်တိတ်မရောက်သေးကျွန်တော် 2M ပြေသွားပြီ okay ဘယ်လောက်ထိရမလဲမသိကျွန်တော် level အမြင့်ဆုံးထိတင်ပါပါကျွန်တော်ဒီကောင် okay ကျွန်တော်အမြင့်ဆုံးထိရောက်တော့မယ် okay အမြင့်ဆုံးထိရောက်မလားမသိဘူးကျွန်တော်ရောက်မယ်ထင်တယ်ဟာဟိအောင်ရေးအာကာသကြီးထိကိုရောက်နေပြီအောင် oh my god okay အမြင့်ဆုံးမှာထားခြင်းနေဆိုဖလားရပြီလား oh my god okay ကျွန်တော်အမြင့်ဆုံးရောက်သွားပြီဗျာ okay ဖလားရမယ် okay ဖလားရသွားပါပြီနောက်ဆုံးတော့ကျွန်တော်ဖလားကိုရရှိသွားပြီပဲဖြစ်ပါတယ်ဝေါရောက်မိုက်လိုက်တာငါသားရကဲခုံချမယ် okay ခုံချမယ်သားကြီးခုံချပြီးတော့နောက်ထပ်ကျွန်တော် level တော့မြင့်လိုက်အောင်မယ်လာပြီကွာရော့ဝီအောင်ရေးလှလိုက်တာကွာကြီးစမ်းတာယူလှကြည့်ဩရောက်တန်းကိုကြာသွားတာ okay level အတောင်မှန်ရင် level ဝမြင့်မယ် okay ဘာတောင်မှန်နေရမလဲမသိဘူးကျွန်တော် level မြင့်ကြည့်လိုက်မယ်နော် okay level မြင့်မယ် okay ဒီတောင်မှန်လဲ okay ရအောင်စိမ့်အောင်လဲမြင့်မယ်ကွာ30M ဆိုကျွန်တော်လိုသေးရဗျ okay ထပ်တက်မယ် okay ထပ်တက်မယ်ကျွန်တော်ထပ်တက်မယ်နေဦးသွားဖောက်အောင်မယ်ကျွန်တော်ဦးလေးရင်သွားဖောက်လာမယ်နေကျွန်တော်ဦးလေးထဲမှာကျွန်တော်တကယ်ဈေးကောင်းရမယ်ဦးလေး okay ဘာဦးဖြစ်မလဲ okay ရော့ဒီကောင်ကြီးလာပေါက်နေကွာဒီကောင်ကြီးမလိုချင်ပါဘူးဆိုဘာလို့ပေါက်နေလဲမသိဘူးဘေးနားမှာဈေးကြီးရဲ့ဦးရှိသေးရဗျရော့အမထပ်ပေါက်ကွာထပ်ပေါက်ရော့ယောက်ကြားကြီးမိုက်လိုက်တာကွာယောက်ထပ်ပေါက်မယ်နောက်ဆုံးတစ်ခေါက်โอเคလက်ကြီးကောင်းလေးတစ်ကောင်လောက် What တော့ပြီကျွန်တော်တော့ပြီသွားတော့ကျွန်တော်ပေါ်တက်ပြီးတော့ကျွန်တော်ကြိုးသားတော့မယ် okay hold stop ကျွန်တော်ဒီကောင်လေးကိုကျွန်တော်ဖြုတ်လိုက်တော့မယ်နော်ဒီကောင်ဖြုတ်ပြီးတော့ကျွန်တော်ဒီကောင်ကြီးကအဝါရောင်ကြီးကွာလှလိုက်တာကွာ okay တက်မယ် okay လာသွားပြီကျွန်တော်နောက်မှာရောင်စုံကာလာလေးနဲ့ okay အပေါ်တန်းတက်သွားပြီဖြစ်ပါတယ်ဟောမြန်လိုက်တာကွာဟောကြီးတက်တာလေးမြန်တယ်ပတ်စံလေးမြန်တယ်ကွာဟော oh my god ဝမ်းတန်းပြေးသွားပြီအောင်ကြီးကျွန်တော်ကြိုးစားခဲ့တဲ့မြအရာအားလုံးကအရာထင်ပါပြီအခုတော့ ဘရိုကန်သားဆိုတော့ရီးနေတာပေါ့ဘရိုကောင်ရီးရပေါ့ ဘာဖြစ်ကျွန်တော်ဒီ game ကိုကျွန်တော်တဘောကြရဗျာတိလားကျွန်တော်စော်ထားတာဆိုတော့စော်ထားတာ2ရက်လောက်ရှိသေးရဆိုတော့ကျွန်တော်ဘာဖြစ်ကျွန်တော်တိတ်ပြီးတော့တီးပြီဗျာဒါပေမဲ့ကျွန်တော်တချို့ game တွေကျွန်တော်မစော်တတ်သေးဘူးဗျာကျွန်တော်ဘာဖြစ်ကျွန်တော်ကြိုးစားမယ်ဗျာ okay ရအောင်ရေး350ကိုတန်းကိုပြေးသွားတာဟာokay ကျွန်တော်တက်မယ်5ရင်ပြေးသွားပြီ okay 7M ရောက်ခံဒီမှာ okay ကျွန်တော်ထပ်ဖလားထပ်ယူပါပြီဖလားကိုကျွန်တော်ထပ်စုခူးပါပြီဗျာဖလားနှလုံးရပါပြီ okay ထပ်ခုံချမယ် okay ကျွန်တော်အတောင်မှန်ဘယ်လောက်ထိမြင်မလဲဆိုတော့ဘယ်လောက်ကြီးထားလို့ကျွန်တော်အတောင်မှန်အမြင့်ဆုံးကြီးကျွန်တော်တင်ပါပဲဖြစ်ပါတယ်ဟော 30M ဆိုတော့ကျွန်တော်နည်းနည်းကြိုးစားမယ်ဗျ okay ထပ်တက်မယ်မဖောက်တော့ကျွန်တော် 30M ကိုကျွန်တော်ကြိုးစားကြည့်မယ်အကောင်ဘယ်လောက်ထိမြင်မလဲမသိဘူးကျွန်တော် never သိရမလားကျွန်တော် sunset ကြည့်မယ်ဗျာတက်မယ်လမ်းတော့မှာရအောင်ခီးနေကွာတခါတက်ရင် 7M ဆိုကျွန်တော်ကြီးဘယ်လောက်တက်ရမလဲဆိုတော့နှစ်ခေါက်လောက်ဆိုရင်တော့ရလောက်ပြီဗျဟုတ်တယ်နှစ်ခေါက်လောက်ဆိုရင်တော့ကျွန်တော်ရပြီ okay နှစ်ခေါက်လောက်ဆိုတော့ရပြီ okay နှစ်ခေါက်လောက်ဆိုတော့ကျွန်တော်ရပြီပေါ့တထားညီလေးတထားမယ်ညီလေးကြိုးစားသမျှအရာထင်ပြီညီလေးကျွန်တော်အစားကနေ0ကနေကျွန်တော်ကြိုးစားလာကျွန်တော်အခုတို့အောင်မြင်နဲ့ကျွန်တော်ဗာလဲဒီကောင်ဘာဂိမ်းခေါ်မလဲမသိဘူးအောင်မြင်နဲ့ကျွန်တော်အောင်မြင်နဲ့ကျွန်တော်ဗာပြောရင်ကောင်းမလဲအောင်မြင်နဲ့ကြိုးစားရဲ့ညီကိုလေးတယောက်ဖြစ်သွားပြီပေါ့ဗျာဆိုတော့ကျွန်တော်လည်းမခေါ်တတ်ဘူးဗျာဂိမ်းကတော့ဘာဖြစ်ကျွန်တော်တက်တာ okay နောက်ထပ်နည်းနည်းပဲလိုရထပ်တက်မယ်โอ้ยော့ကွာ
တက်ပြီကျွန်တော် 30m ဆိုတော့ဟိုကောင်က 30m အတောင်မှန်ဆိုတော့ကျွန်တော်ဘယ်လောက်တောင်မြင်လဲမသိဘူးကျွန်တော်တခါရဲတက်တာနဲ့ဝီဆိုပြီးတန်းရောက်သွားမလားမသိဘူးကျွန်တော်အဲ့လိုရောက်မဲ့ကောင်တွေရှိလောက်တယ်ဗျကျွန်တော်အကောင်တွေကြိုးစားကြည့်မယ်ဒီတစ်ခါရဲ့တက်ပြီးရင်တော့ကျွန်တော်မရသေးဘူးဗျနောက်တစ်ခါလောက်တော့ရမှာနောက်တစ်ခါလောက်တက်ပြီးရင်တော့ရပြီကျွန်တော်ဒီ Okay တိုင်ကြိုးစားတိုင်ကြိုးစားထားမယ်တားကြီးကြိုးစားထားမယ်ညီလေးကြီး Okay ရောက်တော့မယ်ဘာဘူးနဲ့ရောက်တော့မယ်နောက်ထပ်ဖလားတစ်ခုကိုစုတ်ကူးလိုက်ဖလား၄ချိန်ရသွားပါပြီဖလား၄ချိန်ရသွားပါပြီဒါပဲလေဖလား၄ချိန်ရသွားပြီဆိုကျွန်တော်အောက်ကိုထပ်ခုန်ချမယ်ကျွန်တော်တီးနေတာအတောင်မှန်ဝယ်ချင်တာဗျတီးလားကျွန်တော်အတောင်မှန်နေဝယ်မယ်တောင်မှန်ဘယ်လောက်ထိရမလဲဆိုကျွန်တော်တီးချင်တာဗျဆိုတော့ဒါနဲ့ဆိုကျွန်တော်အမြင့်ကိုရောက်တာကျွန်တော်3ချိန်ရှိပြီဗျ Okay နောက်တစ်ခါဆိုရပြီဗျနောက်ဒီတစ်ခါနောက်ဆုံးမဲ့ဒီတစ်ခါပြီးတော့ကျွန်တော်ရပြီ Okay ညီလေးကြီး Okay ပါတက်တယ်အောင်ရေးဒီကဆိုရင်တော့ကျွန်တော်ရပြီဗျ Okay ဘာဖြစ်ကျွန်တော်စူးစမ်းလိုက်မယ်ဒီကပြီးရင်တော့ကျွန်တော်တက်ကြည့်မယ်ဘယ်လောက်တော့မြန်မလဲမသိဘူးဒီကောင်ထက်တော့2ဆလောက်မြန်မယ်လို့ကျွန်တော်ထင်တယ်ဗျတခါနဲ့ကျွန်တော်တန်းရောက်မယ်လို့ကျွန်တော်ထင်တယ်ဒါကျွန်တော်ထင်ကိုပြောပြနော်ကျွန်တော်လည်းတိတ်မတီးဘူးအစားအနေလို့ပဲပြန်နေသွားမလားမသိဘူးဟောင်ကြီး Okay ရောက်တော့မယ်ညီလေးရောက်တော့မယ်အမြင့်ဆုံးကိုရောက်တော့မယ်ဒါဆိုရင်ဖလား9ချိန်ကိုစုတ်ကူးလိုက်ပြီပဲဖြစ်ပါတယ်ဖလား9ချိန်ကိုကျွန်တော်စုတ်ကူးလိုက်ပြီဖလား9ချိန်ရသွားပြီပေါ့ပြီးကြရင်ကျွန်တော်အပေါ်မှာစက်ပီလေးပါလေးဆွဲအောင်မယ်ဗျာကဲကျွန်တော်ထပ်ခုန်ချမယ်ရပြီဒီခါဆိုတော့ကျွန်တော်ရပြီဗျဝီဘုတ်ကျွန်တော်ရပြီဝယ်လို့ရပြီကျွန်တော်အတောင်မှသွားမြင်လိုက်တော့မယ် Okay အတောင်မှ brother အတောင်မှမြင်ပြီဗျ Okay အတောင်မှမြင်ပြီကျွန်တော်အပင်စိမ်းအတောင်မှဘာကောင်လဲတော့မသိဘူး Okay သွားတက်ကြည့်မယ်ကျွန်တော် Oh my god အယောင်လေးကတော့မစိုးဘူးဗျာကျွန်တော်တို့ဦးလေးတစ်ခါတော့ဖောက်ကြည့်လိုက်မယ်ကျွန်တော်ဘာဦးကန်ဆန်းမယ်ဗျာတော့ကျွန်တော်အရှိန်ဝါကြီးတောက်ပနေအောင်လို့ Okay ရော့ဘာကောင်ပေါက်မလဲမသိဘူးကဲဈေးကောင်းလေးတစ်ကောင်တော့ပေါက်ဝေးပါဗျာရော့ဒီကောင်ကြီးပဲထပ်ပေါက်ပေါက်လိုက်ဈေးကောင်းလေးတစ်ကောင်တော့ပေါက်ဝေးပါလားရော့မအီဘီပဲပေါက်နေတာမျိုးလုံးတစ်ဖက်နဲ့ကောင်ထပ်ပေါက်ရော့ Okay အောင်ရပြီတော့အောက်ဆိုကျွန်တော်တော့ပြီအဲ့လောက်ဆိုကျွန်တော်မဖောက်တော့ဘူးကျွန်တော်တက်ကြည့်လိုက်မယ်ကျွန်တော်ဘယ်လောက်မြန်မလဲမသိဘူးဟိုဘက်မှာကျွန်တော်မြလဲပြနေဟိုဘက်မှာဘာပြလဲမသိဘူးအဲ့ဘက်ကိုကျွန်တော်တစ်ချက်လောက်သွားကြည့်လိုက်မယ်ဝေးမြလဲပြနေဘာလဲမသိဘူးကျွန်တော်ဒီကောင်ကဘာလုပ်တာလဲမသိဘူးကျွန်တော် Okay နှိပ်ကြည့်လိုက်မယ် Okay ကျွန်တော် upgrade တင်ပြီးကျွန်တော်ထပ်တက်ရမယ်ဗျ Okay ကျွန်တော်ဒီအမြင့်ကိုသွားတက်ကြည့်လိုက်မယ်တခါတော့ Okay ရောက်သွားပြီကျွန်တော်ဒါကျွန်တော်နောက်တစ်နေရာကိုကျွန်တော်ကူးပြောင်းတဲ့စနစ်ပေါ့ဗျာ Okay ကူးပြောင်းတဲ့စနစ်ဘာဖြစ်ဦးလေးရအများကြီးဈေးကြီးရရောင်ကြီးနှေးလာပြီလားရောင်ဘရာသာရရောင်အဲ့လောက်ကြီးနှေးသွားလားနှေးလာပြီလေကျွန်တော်ကောင်ကြီးရောင်တုံးလေရောင်မိုက်လိုက်တာငါသားရရောင်အခုမှနေလေးရှိသေးတယ်ကျွန်တော်နေလေးရှိသေးတာဟောင်ရေးဘလောက်တောင်အဲ့လောက်တောင်နှေးနေရလဲနှေးလိုက်လားတော်နှေးနေရဟောင်ရေးဒီလိုကျွန်တော်ပတ်စံလေးဆူးလိုက်အောင်မနေဘူးပတ်စံဆူးလိုက်အောင်တန်းကီတန်းအမ်ကျွန်တော်ရာသွားပြီဗျဒါဆိုရင်300ကျော်ကျွန်တော်ခုံချလိုက်တော့မယ်ကျွန်တော်ခုံချမယ်ဝီအောင်ခုံချပြီနေလေးကွာလူပဲဟောင်ရေး